အခုကဒီတစ်ပတ်ကဒါဆိုရင်6ကြိမ်မြောက်ဖြစ်သွားတာပေါ့နော်6ကြိမ်မြောက်ဟိုဟာစင်ကာပူကအမမန်းဟိုဟာအေးခိုင်နဲ့ကလေးမျိုးကဒေါ်အေးမအေးပြုံပြုံလို့ကနေပြီးဒါဟိုတတရအပေါင်းတတရတော့ဖြစ်တော့မယ်6ကြိမ်မြောက်အလှပေါ့နော်အလှဆန်ကပထမသူတို့ကလေဆန်12ပြည်ကိုရင်တော့12ပြည်ကို4000နဲ့6000ပဲကြားတယ်အခုကျဆန်သေးတွေကတက်တယ်ဆန်သေးတွေတက်တော့တော်အားလား9000လိုက်ပြီးစိုင်တို့မေးတဲ့အခါကျ9000ခွဲကတစ်ဆိုင်ရှိတယ်9000လေးတောင်တစ်ဆိုင်အား9000နဲ့4000အားလေ तू က1000ထပ်ပေးတယ်ပြီးတော့ပိုးတဲ့သူ့အတွက်ကိုတဲ့သူ့အတွက်ကိုလေစာအုပ်သမီးအတွက်ကိုစာအုပ်အကောင်းစားဝယ်ပေးပါတဲ့ဆိုလို့အဲ့ဒါတရာစင်ကို16000ပေးရတယ်သမီးပြီးတော့ခဲတန်ကတစ်ချောင်း900နဲ့အဲ့မှာ8ချောင်း4000အဲ့ဆိုတော့2000သမီးအတွက်က2000သူရှင်က1000ဆိုသမီးက3000နော်သမီးတို့ဘဘကြီးတို့ဟိုနင်းတို့ကြတော့9000နဲ့4000ဆန်ကနော်ဒီတစ်ပတ်ဆန်စည်းလေးတက်သွားတယ်ဆန်စည်းလေးတက်သွားတယ်အခုအဲ့ဆိုလို့ချင်းသူတို့လှူတဲ့အလှူရှင်လေဟိုသူတို့တွေကိုလှူတဲ့သူလေးတွေလည်းစုပေးလိုက်ပါအောင်ပါနော်ဟုတ်ပေးကိုသားပေးလိုက်မှာဟိုဖုန်းထဲမှာကြားနေရတယ်ဘယ်မှာတက်ရှိပါလဲအနေကြီးရင်းရစားပြကျမ်းမှာချမ်းသာရှိပါလိမ့်ဗျနောက်လေဒီနေ့မကလူနိုင်တန်းနိုင်မှာဖြစ်နေအပုတ်ဝင်ဖြစ်နိုင်ပါလိမ့်ဗျာရင်းရစားလေဗျအမပိုင်ချမ်းသာပါရင်ခင်တေးခင်မာလေးသူကဆန္ဒ3ပါးဒီကတိ3ပါးကျော်နိုင်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါလေလို့ဒီနေ့မကလည်းလူနိုင်ပါတန်းနိုင်ပါဒီနေ့မကလည်းစီဝါးရေးတွေပြည်တယ်ပါသေးလို့ဟာလားလုပ်ငန်းကံရှားလို့ဖွေလို့လည်းရပါသေးဒီနေ့မကကျေးဇူးတင်ပါတယ်အဲ့လိုသူနေလို့ကျေးဇူးတင်ပါတယ်အကုန်လုံးခလေးရမှာသူတို့အစာကျေးဇူးတင်ပါတယ်လို့ပြည့်တဲ့ဆုနဲ့လည်းပြည့်ပါစေလို့အားလုံးပဲလူတွေ